မေမေတို့ပြောပြမယ်အိမ်လုတ်တွေနောက်ကိုလိုက်နေရှာတဲ့မေမေအိမ်တန်းမှာကလေးနဲ့ကစားမယ်ဆိုတဲ့မေမေတို့အတွက်ပါအိမ်တန်းရှင်းရင်နဲ့ကလေးအတွက်အချိန်ပေးတာကြားကဟန်ချက်ညီအောင်လုပ်ရခက်နေတဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့မေမေတို့ရဲ့အချိန်ကိုဘယ်လိုနေရာမှာထားတင်တယ်လဲဆိုတဲ့ရိုးရှင်းတဲ့အမှန်တရားလေးကိုပြောပြပေးမယ်အမှန်တရား the truth မေမေတို့ရဲ့တတမီမီကြီးပြင်းလာတဲ့အခါသူမှတ်မိနေမှာကငယ်ငယ်တုန်းကအိမ်ကတန့်လားဆိုတာမဟုတ်ပါဘူးသူမှတ်မိနေမှာကမေမေငါနဲ့အတူတူပုံမြင်ဖတ်ဖူးလားမေမေငါကိုပွေးဖတ်ဖူးလားငါပြောတဲ့စကားကိုမေမေတကယ်နားထောင်ဖူးလားမေမေငါကိုအချိန်ပေးဖူးလားလေးလာမှုတစ်ခုအရာသူတေသနာတစ်ခုအရာအရွယ်ရောက်ပြီးသူတွေကိုသူတို့ရဲ့ငယ်ဘဝကအိမ်တန်ရှင်းရေးအကြောင်းမေးတဲ့အခါဘယ်သူမှမမှတ်မိကြပါဘူးဒါပေမဲ့သူတို့မိဘတွေနဲ့အတူတူလှုပ်ခဲ့တဲ့အချိန်လေးတွေရေမောခဲ့တဲ့အချိန်လေးတွေမိဘတွေသူတို့ဘေးမှာရှိပေးခဲ့တဲ့အချိန်လေးတွေကိုတော့အသေးစိတ်မှတ်မိနေကြပါတယ်မေမေတို့ဒီညနေခင်းပြောင်းလဲလိုက်ပါ change this evening ကလေးနဲ့ချမ်းမြင်ပေါ်မှာလဲဤပြီးမိုးကောင်းငင်ကိုကြည်ပါအတူတူရေဆေးပြီးရေမုံရေမွားလေးတွေနဲ့ကစားပါအတူတူထမင်းချက်ပါကလေးကိုကြက်ဥခွဲခိုင်းပါအတူတူသချင်းဆိုပြီးအခန်းထဲကခုံပါအိယာဝင်ချိန်မှာစာမဖက်ခင်ဒီနေမင်းအတွက်အကောင်းဆုံးအရာကိုမေးပါအပေတွေအမိုက်တွေအဝတ်တွေရှိနေပါစေသူတို့ဒီညအတွက်ဒီမနက်ဖြန်အထိစောင့်နိုင်ပါတယ်ဒါပေမဲ့ကလေးရဲ့ငယ်ဘဝကစောင့်မပေးပါဘူးမေမေတို့ဒီညနေခင်းအိမ်လုတ်တွေကိုခဏထားလိုက်ပါဖုန်းကိုလည်းခဏထားလိုက်ပါတတမီမီနဲ့အတူကြမ်းမြင်ပေါ်မှာလှည့်အိပ်ပါ10မိနစ်လောက်ဘာမှမလုပ်ပဲအတူတူရှိနေပါအဆင်ပြေသွားရင်ဒီတပတ်ကျမကလေးအတွက်အချိန်ပေးနိုင်ခဲ့တယ်လို့ comment မှာဝေမျှပေးပါအတူတူပြီးပြည့်စုံမှုကိုလွှတ်ချပြီးပျော်ရွှင်မှုကိုဖိတ်ခေါ်ကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေးလာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်